စေတနာသည်ကံတရားအစေလူအများဟာဘ누구ကကံကောင်းတယ်ဘ누구ကကံဆိုးတယ်လို့ပြောဆိုနေရှိကြတယ်ကံကောင်းခြင်းကံဆိုးခြင်းကိုဘ누구ကမှလာရောက်ဖန်တီးပေးခြင်းမဟုတ်ဘူးကိုယ်ကံကိုယ်သာလေဖန်တီးနေကြခြင်းဖြစ်တယ်ဆိုတာနားလည်ကြရမယ်ကံတရားလို့ပြောလို့ရှိကြရပါလေကံတရားအစေဟာဘာကိုဆိုလိုတယ်လဲဆိုတာစုပ်ကံရေးပြစမ်းပါလို့မေးခဲ့ရင်မြတ်စွာဘုရားရှင်ကစေတနာဟံဘိက္ခဝေကမ္မံဝရမီလို့ဟောကြားတော်မူခဲ့တယ်ချက်သားယဟန်တို့စေတနာကိုကံဟူ၍ငါဘုရားသည်ဟောတော်မူ၏တဲ့ဒါကြောင့်ပဲကံတရားဆိုတာမိမိတို့ရဲ့စိတ်ရင်းထဲမှာဖြစ်ပေါ်လာကြတဲ့စေတနာပင်ဖြစ်တယ်စေတနာဆိုတာကံတရားစီပဲစေတနာကောင်းရင်ကံကောင်းမယ်စေတနာဆိုးရင်ကံဆိုးမယ်စေတနာရုပ်ရင်ကံရုပ်မယ်စေတနာမြက်ရင်ကံမြက်မယ်စေတနာဖြောင့်ရင်ကံဖြောင့်မယ်စေတနာကောက်လျင်ကံကောက်မယ်စေတနာမွေးရင်ကံမွေးမယ်စေတနာထေးရင်ကံထေးမယ်စေတနာစင်ကြယ်ရင်တော့ကံစင်ကြယ်မယ်စေတနာညစ်ပတ်ရင်ကံညစ်ပတ်မယ်စေတနာဖြူရင်ကံဖြူမယ်စေတနာမဲရင်ကံမဲမယ်စေတနာမြင့်ရင်ကံမြင့်မယ်စေတနာနေရင်တော့ကံနေမှာပေါ့ဒါကိုမြင်မှတ်ထားပါအရှင်းဆုံးအပေါ်လေးဆုံးဥပမာတစ်ခုနဲ့ပြောရမယ်ဆိုရင်မိမိရဲ့ရှေ့တက်မှာကိုလုံးပေါ်မှန်ကြီးတစ်ချက်ကိုချပေးကြည့်ပါမိမိကပြုံးပြီးကြည့်ရင်ပြုံးနေတဲ့ပုံကိုတွေ့ရမယ်မဲပြရင်တော့မဲနေတာကိုပဲတွေ့ရလိမ့်မယ်အဲ့ဒီပုံသဏ္ဍာန်ကိုမိမိမှတပါအပြေပါကဘယ်တကိုးရှင်ဘယ်ဖျားသခင်ကမှဖန်ဆင်းပြီးပြလာကြတာမဟုတ်ဘူးဗုဒ္ဓသာသနာတော်ကပြောတဲ့ကံတရားဆိုတာဒါပါပဲတတလောကကြီးအတွင်းမှာကိုယ်ကံကိုကြိုက်တယ်လို့ဖန်တီးနိုင်ကြတယ်ကိုကြိုက်တယ်လို့ဖန်တီးယူနေကြခြင်းဖြစ်တယ်